ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် 1WA channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကျွန်တော် channel လေးကပြီးခဲ့တဲ့ရက်ပိုင်းလောက်ကဒီနည်းနည်းလေးအလောက်ကနည်းနည်းလေးများနေတဲ့အတွက်ကြောင့်ဒီကျွန်တော် channel လေးကိုဒီအားမဆိုင်ဖြစ်ခဲ့ပေါ့နော်အဲ့ဒီအတွက်တောင်းပန်ပါတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီယနေ့ညဒီနေ့ညတောက်ကြနေညမှာဒီ Premier League ရဲ့အစောပွဲဖြစ်တဲ့ပွဲစဉ်28မှာကံမဲ့Wolverhampton နဲ့Aston Villa ရဲ့ပွဲချုပ်သုံးသက်ချက်လေးကိုကျွန်တော်လှုပ်သွားချင်ပါတယ်ဗျဒီမှာကျွန်တော်အဓိကပြောချင်တာကဘာလဲဆိုတော့ဒီ Aston Villa အနေနဲ့ကလည်း Man City နဲ့လည်းအမှတ်မကွာသလိုဒီအဆင့်5အသွင်ဝင်မှုကလည်းအမှတ်ကအရင်ကြီးပြတ်မနေဘူးပေါ့နော်ဒီအခုနောက်ပိုင်းမှာ Aston Villa ရဲ့စုဖွဲ့မှုကလည်းဇန်နဝါရီပြောင်းရွှေ့မှာအင်အားထပ်ဖြည့်သွားရတဲ့တော်တော်လေးကိုအင်အားလေးရလေအင်အားလေးလည်းတောင်းလာတာပေါ့နော်ဒီမှာ Unai Emery အနေနဲ့ဒီလက်ကျန်ပွဲစဉ်လေးတွေမှာလက်ကျန်10ပွဲလောက်မှာခုနပွဲလောက်နိုင်လို့ရှိရင်အဆင့်5အသွင်ဝင်မှုဆိုတာကကျင်းတင်နေပြီပေါ့နော်ဒီလိုအနေထားမှာဒီ Unai Emery အနေနဲ့လည်းအမှားခံမယ်လို့ကျွန်တော်မမြင်ဘူးခင်ဗျပြီးတော့လေ Wolverhampton ကလည်းယာဒီစကြတယ်ကျွန်တော်ကြည်လာတာပေါ့နော်အသင်းရဲ့ကစားပုံနဲ့စော့ဘောက်ကအရန်ကြီးကောင်းပြီးတော့သူတို့မှာဒီ finishing ဘိုင်းလိုအပ်ချက်နဲ့နောက်တန်းအားနည်းချက်လေးကြောက်တာဒီကိုတချို့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကံမကောင်းခဲ့လို့ဒါရှုံးခဲ့တဲ့ပွဲတွေများတာပေါ့နော်အခုအနေနဲ့ဆိုလို့ရှိရင်ကစားသမားတွေရဲ့စိတ်တဲ့ပိုင်းကလည်းတော်တော်လေးကိုပြပြမှုရှိသွားပြီပေါ့နော်ဆိုတော့ Wolverhampton ကအခုမှဒီလက်ကျန်ပွဲ17ပွဲလောက်မှာသူက17ပွဲလောက်ပဲကျန်တဲ့အချိန်မှာသူက10မှတ်ပဲရရတာဆိုတော့တန်းစင်းမှုကလည်းတေချာတလောက်နှီးပါဖြစ်သွားပြီပေါ့နော်တေချာပြီလို့ပြောလို့ရတယ်ပေါ့အဲ့တော့ Wolverhampton ကလည်းဒီပွဲကိုရုံးမှပြစ်ပေမဲ့ဒီတစ်ခေါက်တော့ Aston Villa ကိုရှင်းနိုင်မယ်လို့ကျွန်တော်မထင်မိဘူးပေါ့နော်Aston Villa အနေနဲ့ကလည်းဒီပွဲကိုအနိုင်ရဖို့လိုအပ်နေတဲ့အတွက်ကြောင့်ကျွန်တော်ကတော့အကောင်းဆုံးပွဲထက်စင်းကိုပဲအသုံးပြုမယ်လို့ကျွန်တော်ထင်တယ်ပြီးတော့เนาะဒီ Aston Villa က Wolverhampton ကွင်းမှာအနိုင်မရခဲ့တာဆိုလို့ရှိရင်2021ကျွန်တော်ထင်တယ်2021ခရဲအတိုင်းယခုချိန်ထိအနိုင်မရသေးဘူးပေါ့နော် Wolverhampton ကွင်းမှာဆိုတော့ဒီတစ်ခေါက်တော့ America Wolverhampton ကိုရဲ့ကွင်းမှာဒီတစ်ခေါက်တော့ကျွန်တော်အနိုင်ယူနိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်အနိုင်ယူပြီးတော့ပဲ Wolverhampton မဲ့တန်းဆင်းသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီကြေးပေါက်အနေနဲ့ကလည်းAston Villa ကနိုင်တော့မှအပြည့်နီးပါးလောက်ပျော်ခွင့်ရမှာဆိုတော့ကျွန်တော်ဒီ hat to ရဲ့ထိတ်တိုက်တွေးဆုံမှုတွေရဒီ Wolverhampton တည်ရပေါက်မျှော်လင့်လို့ရတယ်တော့မလို့ရှိရင်အနိုင် Wolverhampton ပဲနိုင်သွားမယ်ဆိုတော့ဒီရဲ့သုံးသက်ချက်လေးရှိရပေါ့နော်တို့ပေတော်ညာEmery ကအခု Newcastle ကွင်းမှာတော့မှအနိုင်ကမ်းလာခဲ့တာဆိုတော့ Rattan ကလည်းနည်းနည်းပြန်မိလာတဲ့အတွက်ကြောင့် Emery ရဲ့အသင်းကပဲZ1 တော်၎င်း Z2 ဒီလိုမျိုးနဲ့ပဲအနိုင်ရရှိသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီသုံးသက်ချက်လေးကိုအဆုံးထိကြည့်ပြီးတော့မလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ဒီ Liverpool တို့ Manchester United တို့ Man City တို့ RE တို့ Chelsea တို့ပွဲချုပ်သုံးသက်ချက်လေးလည်းကျွန်တော်ထပ်ပြီးတော့လောက်သွားပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ